ငါးလေးတွေကိုအရင်ဆုံးတန့်ရှင်းရေးလုပ်ပါမယ်ကြက်သွန်ဖြူဂျင်းမြေငပိငရုတ်သီးစိမ်းစနွင်းစားတခါတည်းရောပြီးတော့ထောင်းပါမယ်ပြီးရင်ငါမှအရသာလေးဝင်သွားအောင်ခုနထောင်းထားတဲ့ဟာလေးတွေနဲ့နယ်ပြီးတော့10မိနစ်ခန့်ထားပါမယ်ပြီးရင်ကြက်သွန်နီလေးပပလှီးပြီးတော့ထည့်ပါမယ်ပြီးရင်ရေလေးနည်းနည်းထည့်ပါမယ်စီတစ်စွန်းလောက်ထည့်ပါမယ်အဖုံးလေးအုပ်ထားပါမယ်ဆူလာတဲ့အခါအပေါ့အငံလေးမြည်ကြည့်ပြီးတော့အရှင်လေးထည့်ပါမယ်ကျမကတော့တန်ဖျားသီးလေးသုံးထားပါတယ်ပြီးရင်ပင်စိမ်းလေးအုပ်ပါမယ်ငါးလေးကမှုေးလာပါပြီမီးလေးလျှော့လိုက်ပါပြီကျမကြီးနဲ့ညီညွတ်တဲ့ငါးဟင်းလေးသုံးဆောင်လို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်